အားလုံးပဲမင်္ဂလာပါကျွန်တော်ရောင်ကလရီကို PUBG Mobile အနေနဲ့လာမယ့် PMGC မှာ qualify ဖြစ်ဖို့အတွက်ဘာလုပ်ရမလဲပြန်ပွဲမှာ ranking တွေဘယ်လောက်ရအောင်ဒီစော့ရမလဲဆိုတာကိုကျွန်တော်ဒီနေ့ဝေဖန်လေးကန်သွားမှာပါPMGC အကြောင်းကိုပြောမယ်ဆိုရင်ကျွန်တော် roadmap ကနေစပြီးတော့ပြောရမှာဆိုတော့ roadmap ကဒီ2026 roadmap ကပြီးခဲ့တဲ့2025ရဲ့ roadmap နဲ့တော့မတူဘူးဆိုတော့2025တော့ဆိုရင် PMC ရဲ့ SOT champion တစ်သင်းကPNWC ကိုတွားပြီးတော့နောက်ထပ် PMC ရဲ့4 SOT champion ဖြစ်တဲ့တစ်သင်းက PNGC ကိုတွားပေါ့နော်မနစ်က 1J PMC ရဲ့ Supreme မှာ champion ဖြစ် PNWC ဆော့တယ်ပြီးတော့ PMC 4မှာကျတော့ Bamis ကိုဖြစ်ပြီးတော့ PNGC တော့ဆော့တယ်ပေါ့နော်ဆိုတော့အဲ့ဒါက2025 roadmapဆိုရှင်းတယ်စလော့နေတယ်ဒါသိမ်းမဲ့သွားတာလားဆိုတော့ဒါမဲ့ဒီ2026 roadmap မှာကျတော့စလော့အများကြီးပေးထားတယ်ဒါပေမဲ့ပိုခတ်တယ်ဆိုတော့ဘယ်လိုလဲဆိုတော့ကျွန်တော်ရှင်းပြမယ်ဆိုတော့ပထမတစ်ပိုင်းကျွန်တော်ပြီးသွားခဲ့တဲ့ဒီ EWC ဒီတစ်ပိုင်းပေါ့နော်ဆိုတော့အဲ EWC ဒီတစ်ပိုင်းမှာPMC ရဆော့ရတယ် PMC Spring ပေါ့ PMC Spring ဆော့ရတယ်စလော့3ခု1 2 3က PNGO Season 1 C Final တော့ဆော့ရတယ်ဆိုတော့ PNGO Season 1 C Final ပြီးတော့မှ PNGO 1 to 5က PNGO Global Final ကိုဆော့ရတယ်အဲ့ဒီကနေမှ EWC 2026ကိုဆက်ပြီးတော့တွားတယ်ပေါ့နော်ဒါပြီးသွားတဲ့တစ်ပိုင်းနောက်တစ်ပိုင်းကြရလဲအဲ့လိုပဲဆို PMC ရဲ့ form ကြာခင်မှာစတော့မယ်ဆိုတော့အဲ့ရနေ slot 3ခု PNGO Season 2 C Final တွား slot 5ခုက PNGO Season 2 Global Final ကိုတွားပြီးရင် PNGC ကိုတွားမယ်အမှအဓိကပြောချင်တာ PNGC ကကျွန်တော်နှစ်လယ်မှာဆော့တဲ့ PNWC နဲ့မတူဘူးဟုတ်ဆိုအဲ့နောက်ဆုံးဆော့ရမယ် PMGC ကတနေ့လုံးစာ PMGC point တွေကို collect လုပ်ပြီးတော့မှ qualify ဖြစ်မှာသူအမှတ်ခွဲဝေပုံကဒီလိုမျိုးဗျC final မှာချန်ပီယံဖြစ်အမှတ်120ရဒုတိယက80တတိယ55ဆိုတော့စတုထ39နဲ့ရှက်5က28မှတ်ပေါ့နော်ဆိုတော့ global final မှာပေးတဲ့အမှတ်ကပိုများတယ်ဆိုတော့ချန်ပီယံ150တောင်ပေးထားတာပြီးတော့96မှတ်60 48 36 30အဲ့လိုအသီးသီးပေါ့ဗျာကျွန်တော်တို့ကရှေ့မှာတစ်ပိုင်းပြီးသွားခဲ့ပြီဆိုတော့ရှေ့တစ်ပိုင်းမှာ PNGC point ရထားတာကရန်ကုန် Galactic ကိုပေါ့ဗျာရန်ကုန် Galactic ကဘယ်လောက်ရထားလဲဆိုတော့10မှတ်ပဲရထားတာစမတ်ထဲကကျွန်တော်ဒါ PNGO Season 1 C Final မှာ ranking 7ရလို့7မှတ်ရထားတာဆိုတော့အပေါ်မှာအသင်းတွေအများကြီးပဲဆိုတော့ C region မှာပဲပေါ့နော် C region ကိုမှတော့1 to 5 5သင်းတက်မှာဆိုတော့ channel region တွေမပါသေးဘူး C region မှာမှ YG က1 to 5တက်မှာမပါသေးဘူးဆိုတော့အမှတ်အနေနဲ့ဘယ်လိုကြည့်ရမလဲဆိုတော့လက်ရှိ YG က10မှတ် YG ပေါ်မှာပန်တန်ဆိုရင်15မှတ်ဆိုတော့1 to 5တက်တော့ဝင်တယ် PDR 23မှတ် RGO 26မှတ်နဲ့ 10 flash 89မှတ် E Arena 98မှတ်ဆိုတော့ဒီကောင်ကဒါလက်ရှိ PNWC အပီးမှာရထားတဲ့အမှတ်တွေဗျာဆိုတော့ YG က PNGO C final ပဲဆော့ရတာဆိုတော့ Global Final Qualify မဖြစ်ဘူးဆိုတော့ EWC မှာလည်း Survey နဲ့ပြုတ်လာတာဆိုတော့ C final မှာရခဲ့တဲ့အမှတ်က10မှတ်ပဲရှိတာဆိုတော့အမှတ်တွေအများကြီးလိုနေသေးတယ်ပေါ့နော်ဆိုတော့ C region တစ်ခုလုံးမှာ1 to 5ဝင်ဖို့ရအတွက်ကိုဆိုတော့လာမယ့်အခု PMC ရဲ့4ပြီးရင်ဆော့ရမယ် PMGO Season 2 C final မှာ Champion ဖြစ်ရင်မဖြစ်ရင်1 to 5ဝင်မှရမယ်ပြီးမှ global final ကိုဆက်ပြီးတော့ဆော့ရမယ်အဲ global final မှာလည်းအနည်းဆုံး1 to 5ဝင်မှ PNGC point ကိုများများ collect လုပ်လို့ရမှာဒါတော့မှမသေးကြသေးဘူးဘာဖြစ်လို့လဲဆိုတော့အပေါ်မှာရှိနေတဲ့ EA 10 flat RGU PDR ပန်တန်စတဲ့အသင်းတွေကလည်းအတီးတီးရဆက်ပြီးတော့ဆော့မှာဖြစ်တဲ့အတွက်သူတို့အနေနဲ့လည်း point တွေတိုးလာအောင်ပါဆိုတော့ကိုယ့်ဘက်က point ကိုလုံလောက်ရှာထားဖို့ဆိုရင်အသေးကြဆုံးက PNGO C final ဒါမှမဟုတ်ရင် PNGO global final မှာတနေရာမှာချန်ပီယံဖြစ်ထားမှာရမှာဒီနေရာမှာ YG 7မှတ်ပဲရထားတာဖြစ်တဲ့အတွက်ကျန်တဲ့တမမမရထားတဲ့မြန်မာသင်းတွေလည်းရှိတယ်ဆိုတော့အကယ်၍ဒါလာမဲ့ PMC ရဲ့4 2026မှာမြန်မာသင်းတွေ1 2 3 3သင်းလုံးပါပြီးတော့ PNGO Season 2 C Final ကိုကလန်းခွင့်ရမယ်ဆိုရင် PNGC point တွေကို YG နဲ့တူကွက်လက်လို့ရနေသေးတယ်အားလုံးချုပ်ပြီးတော့ပြောရမယ်ဆိုရင်ရောင် Galactic အနေနဲ့ PNGC ကိုစော့ဖို့အတွက်ကိုအနည်းဆုံးလာမဲ့PNGO Season 2 C Final နဲ့ PNGO Global Final မှာ1 to 5ဝင်မှရမယ်အဲ့ဒါတော့မှမသေးကြသေးဘူးအသေးကြဆုံးနီးလန်းတစ်ခုရှိတယ်အဲ့ဒါကတော့ PNGO Season 2 C Final ဒါမှမဟုတ်ရင် Global Final နှစ်နေရာနဲ့တစ်နေရာမှာချန်ပီယံဖြစ်မှရမှာအဲ့ဆိုတော့အသေးကြဆုံးတော့ YG ကအဲ့အချိန်မှာ PNGC တော့တက်ခွင့်ရမှာဆိုတော့ဒီနှစ်ကစလော့များတယ်ပွဲတွေလည်းများတယ်ဒါပေမဲ့မလွယ်ဘူးပိုခက်တယ်ဆိုတော့ကျွန်တော်ပြောချင်တာအဲ့လောက်ပဲဆိုတော့ကျွန်တော်တို့ရန်ကုန် Galactic ကို YG PUBG Mobile အသင်းတွေရောတခြားသောမြန်မာအသင်းတွေရော
ဆိုတော့ PNGC ကိုတလန်းခွင့်ရမလားမရဘူးလားဆိုတာကျွန်တော်တို့ဆက်လက်စောင့်ကြည့်ပြီးတော့အားပေးလိုက်အောင်ပါကျေးဇူးပါကျွန်တော် no ဘော်တွေပါ